နဲ့ကျင်တော့ရှိပြီပေါ့နော်ဒီနန်းသားတင်နန်းလေးဘယ်နှဦးပဲဒါမျိုးစဉ်းစားမပြဖွင့်နေပြီးခြင်းအပြင်ပေါ့နော်ဒါကောင်းကျိုးချမ်းသာတွေလည်းရှင်းပြပါပါရှင်ကျွန်တော်တို့ဒီသနာ28ကျရှိသွားပါပြီခင်ဗျာဒါတချို့လတွေမှာကြာရင်ကျွန်တော်တို့ဒီ license လုပ်တဲ့လတွေပါဆိုရင်တစ်လောက်တစ်ချိန်လောက်ကျွန်တော်ဖွင့်ပေးပါခင်ဗျာဒီသင်တန်းကိုဖွင့်လက်ကျအားဖြင့်ကျွန်တော်တို့ရောင်းသူရောဝယ်သူရောလိုက်နာဆောင်ရွက်ရမယ်အချက်လက်တွေကိုကျွန်တော်တို့အပြည့်စုံသိရှိနိုင်ပါတယ်အဲ့ဒီလိုငွေကြေးခဝါချနဲ့ပတ်သက်တဲ့လုပ်ငန်းစီမံစည်းကမ်းတွေအားလုံးလည်းနားလည်သွားပါတယ်အဲ့လိုပဲဝါအာရှ Pacific ငွေကြေးဆိုင်ရာအဖွဲ့အစည်းရဲ့လမ်းညွှန်ချက်တွေလိုလည်းကျွန်တော်တို့အထက်မှာပို့ချပေးတယ်ဖြစ်တဲ့အတွက်အဲ့ဒါတွေနဲ့အားလုံးလည်းကိုက်ညီပြီးတော့နိုင်ငံတကာဥပဒေနဲ့လည်းအညီကျွန်တော်တို့ရောင်းနိုင်ဝင်နိုင်တာတွေဖြစ်ပါတယ်ဗျရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီနေ့တင်နန်းသားဆိုဘယ်လောက်လောက်ရှိလဲရှင်တင်နန်းသားထည့်တော့100ကျော်ရှိပါတယ်ခင်ဗျဟုတ်ကဲ့အနေနဲ့ရဲကပေါ့နော်ဟုတ်ကဲ့အနေနဲ့ရဲကပဲလာပါတယ်အခမဲ့တင်နန်းတစ်ခုဖြစ်တယ်ဆိုတဲ့ကြောင်းပဲပြောကြကျွန်တော်တို့ကဒါအခမဲ့တင်နန်းပါပဲဗျအခမဲ့တင်နန်းတောက်လျှောက်စောက်ဖွင့်နေရအခုချိန်လေးအခမဲ့တင်နန်းကြီးဖွင့်တာဖြစ်ပါတယ်ဒီတင်နန်းတက်ခြင်းတွေရရှိမဲ့အကျိုးကျေးဇူးတွေပြောပြရအောင်ဒီတင်နန်းတက်ခြင်းအဖြစ်ကျွန်တော်တို့စိုက်ဒီမှာဒီဆောင်းရရှောင်းရအချက်လက်တွေကျွန်တော်တို့နောက်ရေးသွင်းရမယ်စီးရင်စရာမှတ်တမ်းတွေ9နှစ်ထားရမယ်မှတ်တမ်းစာအုပ်တွေအဲ့ဒါတွေအားလုံးကျွန်တော်တို့ပြည့်ပြည့်စုံစုံနဲ့ဒီမှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုပဲကျွန်တော်တို့ဒီတင်နန်းကိုတက်ခြင်းအဖြစ်တင်နန်းနေလို့လိုအပ်တဲ့အချက်လက်တွေထပ်ပြီးတော့ကျွန်တော်တို့ပြီးတာတွေရှိပါတယ် marketing လုပ်တဲ့နေရာမှာဥပမာဆိုတော့ကျွန်တော်တို့နိုင်ငံရောက်ဒီဘကိုရွှေတင်ဖို့ရောက်ချတာတွေပါတယ်အဲ့ဒါတွေလည်းကျွန်တော်တို့ဒီမှာပြောတာဆိုတင်ကြဖို့ချတာတွေရှိပါတယ်ထည့်တဲ့ထဲမှာထပ်ပြီးရပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ရှောင်းရနဲ့ပတ်သက်လို့ရတယ်ဒီလိုပဲကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်လို့ကျွန်တော်တို့ရှောင်းရဆောင်းရနေလည်းရှိပါတယ်ဒါတွေအားလုံးနဲ့တင်တာနေပြည့်ပြည့်စုံစုံကျွန်တော်ပို့ချသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ပါပါညီမနဲ့ဖြစ်စေတွေ့တိုင်းမှာနေနေရှင်ကျွန်တော်တို့အခုကတော့ရွှေဈေးကွက်မှာတော့ရိုးရိုးသားသားရောင်းရဝယ်တဲ့လူတွေရှိပါတယ်ကောလာဟာလာကြီးလွှင့်ထုတ်ပြီးတော့ဈေးနှုန်းကွက်ကိုမတည်ငြိမ်အောင်လုပ်နေတာလည်းရှိပါတယ်ခင်ဗျာဒါတွေအားလုံးလည်းမယုံကြဘူးကျွန်တော်တို့ဒီအသင်းကလည်းသိရှိရင်သိရှိတဲ့အချိန်မှာသတင်းမှားဆိုတာကိုကျွန်တော်တို့ထုတ်ပြန်ပေးလျက်ရှိကြအောင်တင်ပြလုပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်တော်ပါရဲ့နော်